ဘင်းရော event စာကို15မိနစ်ပဲလိုတော့တယ်တဲ့ဒါနဲ့ပေါ့နော်ကျွန်တော်ဒီမှာရထားတာလေးဒီမှာကျွန်တော် rebut နှစ်ခါတောင်လုပ်过ပြီပေါ့နော်အဲ့ဒါကျွန်တော်ရဲ့ fan တယောက်လာပေးသွားပြီပေါ့နော်အဲ့တော့ရဲ့တို့ကျေးဇူးအများကြီးတင်ပါတယ်အဲ့ဒါကျွန်တော်ဒီမှာထပ်ဝယ်လို့ရတယ်အခုကတော့ကျွန်တော် rebut လုပ်လိုက်ရတဲ့အတွက်ကျွန်တော်မှဘာကောင်းမှကောင်းတာမရှိတော့ဒီဟာကကြောက်သူများစီကနေရတာဝေးဝါစာပါလက်ကိုရှေ့အထိထားမယ်တဲ့လောက်ကမလားတဲ့ဒါပထမဆုံးကတော့ကျွန်တော် brain raw ဟုတ်ပါဘူး plan versus brain raw ကိုပထမဆုံး admin views လာဆော့ကြည့်တာပေါ့နော်စာပါလက်က full လို့တော့ပြောတာပဲဟုတ်လားဝေးဒါပါကောင်လေးတော့ baby မခေါ်တဲ့ဟိုကဒီ brain raw ကောင်နေတခါမှခေါ်တတ်တယ်ဆိုတော့ဝေးခဏနေအဲ့အောင် yes sir အချိန် shot water pokemon fruit grenade ဝေးဒါပါ effect ကြီးတော့ grenade လှုပ်ဆမ်းမှရလိုက်စမ်းကုံဝိုင်း shot ခဲတာလူစမ်းမရလိုက်စမ်းမကျွန်တော်မရဘူးထင်တယ်မတ်တကိမရဟုတ်တာပေါ့ဝေးဟိုးအိုးဒါပါကောင်းနော်ခဏလေးအကုန်ယူ sunflower plant amali plant စိုက်ပါဟာသွားပြီကွာဝေးဟိုမှာဘာကောင်းနေမသိဘယ်လိုင်းအောင်ရွေးမှာဘယ်လိုင်းအောင်လာမှာဘယ်လိုင်းအောင်တော့ what the hell ကျွန်တော်မနိုင်ဘူးကွာဒီ line ရှောက်ထိုးကြီးတွေmutation ပါနေဟာတွေအမှမဟုတ်အဲ့ဆိုကျွန်တော်ရွှေရောင်ဖြစ်နေတဲ့ဟာတွေယူထားလိုက်တော့မယ် godly trala လေးလို့ trala လာကျွန်တော်လိုတယ်ဟိုဟာဗာလဲဘယ်နေရာမှာလိုလဲတော့ကျွန်တော်မေ့သွားပြီ what the hell ဘလို့တွေတောင်လာနေတနေရာတဲ့ဘလို့မှုံခဲတာဘာလို့ကျွန်တော်ကောင်းနေ damage မထွက်တာလဲကွာအဲ့တော့ဒီဟာလေးတော့ရအောင်ယူစမ်းပါကွာအဲ့မြင်ရရင် okay မတိကဲရတယ်အိုးဟိုး9000တောင်ထုတ်တာဟာဝေးကျွန်တော်ပြန်ယူထားလိုက်အောင်ဒီကောင်းနေကော legendary မတုံမတန်ကာရမရောတုံဘာလို့ဒီကောင်းနေလမ်းလျှောက်တာနည်းနည်းကြောင်တောင်ကြီးဖြစ်နေ what the hell အိုးမတေဟုတ်လားကျွန်တော်မှာကောင်းတဲ့အပင်တွေမရှိဘူးတနာကြပါလို့ဟေးကျွန်တော်အပင်တွေမှမဆိုင်တာပဲဟုတ်တယ်ဒီကျွန်တော်ဒီမှာစိုက်လို့ရတယ်ဒီမှာ dragon fruit တစ်လုံးရှိတယ်ပြီးရင်ကျွန်တော်မှာ sunflower တွေလည်းရှိတယ် watermelon ရှိတယ်နားဆိုင်အောင်အိုးဘိုက်တော့ blizzard effect ဟာဟိုတခါပါလဲ animation budget မလောက်တဲ့ effect လားမသိဘူးကျွန်တော်အရင်ဗီဒီယိုမှာပြရတယ် trailer လဲလို့ trailer ထက်လာတယ်ဟာဒီဘက်ကိုထားဒီဘက်မှာအေးပြီးသွားပြီ trailer လဲလို့ trailer oh my god what the fuck အလောက်တောင်ကြီးတာလားဘယ်ဟိုလာမှာဘယ်ဘက် channel ဘယ်ဘက်လန်ထားလား what the hell နေတဲ့ဟာကြီးမဟုတ်ဘယ် line တော့ဒီ line မရောလိုက်ပါသေးနဲ့ auto မဆဲလိုက်ပါနဲ့ဟိုက gear frost ခဲစမ်းရပါလားအိုးမဘာကောင်းညမသိလုံစမ်းမှာကွာငါ့ကောင်နဲ့ damage လည်းမထုံဟုတ်ပါဟာဟိုမှာထပ်စပွန်လာပြမိဒီမှာဟိုငါမှာပြစ်စရာငါပြောသီးတနက်ပဲရှိတယ်ခဲစမ်းမရဘူးအဲ့ဒီကျွန်တော်ရဲ့ဟိုကဓာမိတ်မလောက်ဘူးဘနာနာငါပြောသီးတနက်နဲ့ပြစ်မရအောင်အေးပါကွာအပင်ကောင်းတာလေးရှိရင်ကောင်းပါတယ်ဘာမှလည်းကောင်းတာမရအောင်ကိုက bro 67 limited ကျော်ဓာမိတ်မထုတ်ဘူး bro 67လွတ်သွားတယ်ကွာကျွန်တော်တငယ်ချင်းစီကနေပြီးတော့ကျွန်တော်သွားနည်းတော့မားတယ်ဟိုမြသူ့စီမှာပင်ကောင်းနေရှိတယ်တဲ့ဟိုက update က3မိနစ်တောင်လို့တွေ့ရဆိုပြန်လာရင်လာမှာဟုတ်တယ်မလား oh my god what the hell ဝယ်ဟာပတ်စံမရှိဘူးno ဒုက္ခပဲပတ်စံမရှိဘူးသွားပါပြီကွာ yo yes ကျေးဇူးပဲဘတို့ကျေးဇူးပဲ thank you so much ကျွန်တော်နောက်ဆုံးတော့ဟိုကကောင်းလေးရပြီ yes you မဲ့ကျေးဇူးပဲဘတို့ Mr. Go Carrot တွေအိုးအများကြီးပဲသူ့စီမှာအဲ့တော့ကျွန်တော်ဒါတွေချအောင်ကျေးဇူးပဲနောက်မှပြန်ပေးတော့မယ်ဝေးဟိုကဘာကောင်းကြီးတော့ဘာဒီဘက် line ကိုရွေးမှာဒီမှာဝေး तू ဘယ်လောက်တောင်ပေးမှာအများကြီးပဲဟာ तू ပေးမှာဟိုထပ်ပေးတယ်ဟာကျေးဇူးပါဘတို့ oh my god boss ပုံကုန်ပြီဘာကောင်းတော့ boss ကြီးကအဆန်းကြီးဟာတခါမှမမြင်ဘူး what the hell boss တောင်မခံဘူးတလားမြန်းနေတော့တေသွားတာခိုး tank တွေကျွန်တော် oh sunflower ကြီးနေတာကြီးမို့ bro တကယ်အများကြီးပေးနေရလား yes ဒါအကုန်မဲထင်တယ်သူပေးတာကျွန်တော်အဲ့ဆိုရင်ဒီကကျွန်တော်ရဲ့အပင်တွေအကုန်ရောင်းလိုက်တော့မယ်ပြန်စစ်နောက်တစ်ခါမှားရောင်းမိနေမယ်သူများအပင်သူပေးလိုက်တဲ့ sunflower ဆိုတာပဲဟာဟောဒါကြီးရော oh my god နဂိုင်း what the hell wait frozen blower ခဲစမ်းအမလေးနေတာကြီးမဟုတ်ဘူးခဲလုတ်ပါဟာခဲလေ what the hell ရမှာလားမရဘူးလားအဲ့လောက်ကြီးကြမရဘူးထင်တယ်နော်အေးဘယ်ရမလဲသူ့တွေ့ရ1 million တော့အိုးအတိဟာ mango seed တဲ့ကျွန်တော်ကတော့မဝယ်နိုင်ပါဘူးမွေးနေတယ် okay ကျွန်တော်အပင်နေရောင်းလိုက်အောင်ပြီးတော့ဒီ update မှာဆိုလို့ရှိရင်ဒီအပင်နေတဲ့တူပေးထားပါဘောနော်အဲ့တော့လာကျွန်တော်တို့ဒီထဲဝင်ကြည့်အောင်ပဲ inventory full နေတဲ့ခဏမ full ခင်ကျွန်တော်အရင်ဆုံးအခု event လေးပြအောင်ဒီမှာပေါ့နော်သူကလိုချင်တဲ့ဒီမှာ grand prize နဲ့စုချင်းနေနဲ့ဒါရှိရပြီးရင်6ရက်အချိန်ပေးထားရပေါ့နော်အဲ့တော့ဒီမှာ
သူလိုချင်တာ Okale လို့ Okala ဆိုကျွန်တော်ရှာလိုက်အောင်မယ်ဒီမှာနာမည်ပါပေးထားတယ်နော် ORC ဝေးကြောင်းမှမရှိတာလား Okay ပါအဲ့ဆိုလာကျွန်တော်ရောင်းမှရမယ်လို့ရောင်း Sell my brain rock ကျွန်တော်တို့ဗာလဲ Okale လို့ Okala လာရင်ချက်ကြည့်ရမယ်အပေးနေ Thank you ပါအခုဒီမှာကျွန်တော်Okale လို့ Okala ရအောင်တော့ကျွန်တော်ရှာနေပေါ့နော်ဒီမှာမသိကိန်းကျွန်တော်ရမလားတော့မသိဘူးလာချ diamond ဆိုတော့ပတ်စံပူရမှာဟုတ်ကဲ့အကြောင်းမှာဂီယာထဲမှာဘာရှိလဲကြည့်အောင်ပြီးတော့ဒီမှာပေါ့နော်ကျွန်တော်အဲ့ဒီ event လုပ်ထားရလာရှိတယ်အော်မှ Okale လို့ Okala ရပြီ nice တော့ရှာရမယ် OKA Oka ဟုတ်ဘူးဟိုက brain rot တွေမှာရှာနေတကယ်ကတော့ဒီမှာ Okale လို့ Okala Savinino Bombardino တဲ့ okay Savinino မှာပေးလိုက်မယ်ပေါ့နော်အဲ့ဆိုဒီမှာကျွန်တော်တို့အပေါ်မှာ Bombini Guzini ရပြီးရင် Potion ဆိုလားပဲဟုတ်လားမသိဒီမှာလက်ထိတ်ရပေါ့နော်လက်ထိတ်ရတော့ဘာလို့ရတာလဲမသိဟက်ကတာရိုက်ကြတာ okay ပါပြီးရင်ဒီမှာကျွန်တော်ဒီမှာ3ခုတောင်ရှိရလာနှုတ်ဆက်တာပါ okay ကျွန်တော်ဒီမှာရေခွက် premium water 3ခုတယ်ဘာကြီးလဲတော့မသိကျွန်တော်ဒါနောက်မှဆန်းအောင်မယ်ခေစားတဲ့ဂျင်းဆက်တဲ့တို့ရတာလား bro အဲ့ပါ Bombini Guzini လို့နေရော့ရှာအောင် Bombini Guzini ပေးမယ်ကောင်းပေးမယ်ပတ်စံနေလဲရတယ်ဟာမစိုးကျွန်တော်1 billion ပြည့်တော့မယ် wait what ဒါတခါမှမမြင်ဘူးဟာဒီdragon fruitina dolphin tina တဲ့ okay ပါအကောင့်တင်နေမှာပေါ့မဟုတ်လေကျွန်တော် event နေမစောလို့မသိတာနေမှာပေါ့ garamaradam ရေ pizza secret ကြီးရေ okay ပါကျွန်တော်မှဒါရောမရှိသေးဘူးကျွန်တော်တို့ဒီမှာပေါ့နော်လက်ထိတ်သုံးလို့ရှိရင်ဒီကောင်တွေက stand မိသွားတယ်ပေါ့နော်အဲ့တော့ကောင်းပါတယ်ထားပါကျွန်တော်အခုဘာလုပ်မလဲဆိုတော့ဒီမှာ gear ထဲမှာကျွန်တော်ဒီဟာဖောက်ကြည့်မယ်ပေါ့နော်လာ ready 1 2 3လဲပြီMateo okay ပါနောက်တစ်ခါကျွန်တော် rebut ဘာလဲ fuse machine သုံးလို့ရရဆိုရင်ကျွန်တော်တွေးလိုက်တယ်ခုနက brain rot အောင်ဒီဟာနဲ့ဆိုရင်ဝေးကျွန်တော်ဒီမှာအမေအများဆုံးတင်ကားပဲဟာတော့တင်ကားကောင်းတာလားဒီငပြောသီးကောင်းနေကောင်းတာလားဒီက73K ကပိုကောင်းတာဗောဟုတ်တယ်မလားဒီဟာလေးကိုသုံးအောင်လား Mr. Carrot ကိုပေးမယ်ဟာပြောင်းသွားပြန်ပြီဘလို့တွေတုံးဟာဟုတ်မယ်ကျွန်တော် Mr. Carrot သုံးလို့လားလာစမ်းကောင်းလာခဲ့Coco Tank ဆိုရင်ဟုတ်တယ်သူဟာနဲ့သူဟာအဲ့တော့ကျွန်တော်ခုနကဒီမှာဒိုင်းနဲ့ဘာလို့မှာဘာဆက်လို့ဒီမှာ fuse တဲ့ yes 9 မိနစ်ကြာမယ်တဲ့ okay ပါဆောင်းလိုက်အောင်ဒါကြော်ညာထိုင် Minecraft နဲ့ Roblox က2025ရဲ့ popular ဖြစ်တဲ့ game ကြီးလို့ပြောရင်လည်းမမှားပါဘူးဟဲ့အောင် Fortnite ရောFortnite က script တဲမှာမရေးထားဘူးအဲ့တော့ထားပါအဲ့တော့ bro အနေနဲ့ Minecoin တွေ Robux တွေဝယ်ယူနေဆိုရင်တော့ B-shot ရှိပါတယ် B-shot မှာဆိုရင် Minecraft account တွေ Minecoin တွေ Roblox player တွေအတွက်ဆိုလို့ရှိရင် Robux Royal Garden Pet တွေ item တွေထပ်ပြီးပြောရင် Steel ရဲ့ Brain Rot တွေက secret account တွေကိုပါဝယ်ယူလို့ရပါတယ်ဗျအဲ့တော့တခုခုဝယ်ယူနေဆိုလို့ရှိရင် B-shot မှာဝယ်ဖို့အကြံပေးခြင်းပါတယ်နောက်ပြီးကျွန်တော် bro ကျေးဇူးကြောင့်ကျွန်တော် subscriber တန်း K ပြေသွားတယ်အဲအကြောင်းမလို့ကျွန်တော်အနေနဲ့ giveaway တစ်ခုလောက်ပြန်လုပ်ပေးခြင်းတယ်။ဘာလဲဆိုတော့ကျွန်တော် Great Garden လည်းမစောတော့ဘူးဆိုတော့ကျွန်တော်ရဲ့ရှေ့မြပတ်အကုန်လုံးကျွန်တော် giveaway လုပ်သွားမယ်။အဲ့ဒီဟာကိုကျွန်တော် B-shot ထဲမှာလည်းကျွန်တော်တင်ထားတယ်။အဲ့တော့ bro Great Garden ဆက်စောတည်တယ်ဆိုလို့ရှိရင်သွားပြီးတော့ giveaway တွေဝင်လို့ရပါတယ်။ဝေးကျွန်တော်ဒီမှာဥတလုံးရတာပေါ့နော်။ secret ဥဆိုတော့လာဖောက်ကြည့်အောင်။ဟုတ် secret တွေကြီးပဲ။ရွှေဖက်ဒီမှာဟာ။အိုးကျွန်တော် revert လုပ်တဲ့အကောင်လား။မဟုတ်ဘူးခဘဲကောင်တော့ secret ဒီမှာတော့မပေါ်ဘူးပေါ့လေအဲ့လောက်တော့ဈေးကဝိတ်ပေါ်မှာပါဒီမှာ2000မင်းထုတ်တယ်မသိခဲ့တော့သူ့ထက်ဈေးကောင်းနေတယ်သူလိုလားမသိဘူးပေးလိုက်အောင်ကျွန်တော်သူ rebut မလုပ်ရသေးဘူးထင်တယ်ပေးလိုက်အောင်ဟဲ့လူမကျင်းနဲ့လမ်းလျှောက်တာတစ်နဲ့ဘယ်လိုလမ်းလျှောက်နေလဲမသိဘူးအတူလာလုံးနေတာကွာတကယ်ကောင်းRoyal Garden လိုမျိုးအစားထွက်တော့ဆော့ကောင်းလိုမျိုးဆော့လို့တော့ကောင်းနေအဲ့တော့နောက်ထပ်ဗီဒီယိုမှပြန်တွေ့ကြအောင်ကျွန်တော်တော့ဒီမှာဒီ event မှာဘာမှလည်းမရဘူးဘာ limited လည်းမရဘူး brain rot မှလည်းမရလိုက်ဘူးဘောနော်ဒီတိုင်း YOLO ကြီးဖြစ်သွားတာဘောနော်အဲ့တော့နောက်ထပ်ဗီဒီယိုမှပြန်တွေ့ကြမယ် bye bye